ကောင်လေးတယောက်ဟာသူ့တတန်းပေါ်ရဲ့အမိဖက်သူအန်နာကိုချစ်မိသွားခဲ့ပါတယ်အန်နာဘာမှတုံ့ပြန်ချင်မရခင်မှာပဲသူဟာစိတ်အလုံလိုက်ပြီးအန်နာကိုနှက်လိုက်ပါတယ်အန်နာရဲ့ပြင်းထန်တဲ့တုံ့ပြန်မှုကြောင့်ကောင်လေးဟာချက်ချင်းပဲတုန်လှုပ်သွားခဲ့ပါတယ်ဒါပေမဲ့ဂျက်ကီရဲ့နှက်ခမ်းမှာဒဏ်ရာရသွားတာကိုမြင်လိုက်တဲ့အခါမှာတော့အန်နာဟာသူ့အတွက်တေချာလေးတုပ်ပေးခဲ့ပါတယ်အန်နာဟာအထက်တန်းပလတ်စီယာမှာတအုံးမှာတနေ့မှာတော့စာတင်နေရင်းနဲ့သူ့ကိုစိုက်ကြည့်နေတဲ့ကောင်လေးတယောက်ကိုတတိထားမိခဲ့ပါတယ်အစကတော့သူဘာမှမတွေးမိပေမဲ့ကောင်လေးရဲ့အကြည့်တွေကပိုပြီးဆူရှက်လိုက်တဲ့အခါမှာတော့အန်နာရဲ့စိတ်ထဲမှာဖော်ပြပြတတ်တဲ့ခန်းစားချက်တစ်ခုစတင်ဖြစ်ပေါ်လာခဲ့ပါတယ်အန်နာဟာသူ့ခင်ပွန်းနဲ့လက်ထပ်ခဲ့တာ10နှစ်တောင်ရှိနေပါပြီနေ့စဉ်ဘဝရဲ့ဖိအားတွေအောက်မှာသူတို့နှစ်ဦးကြားကအချစ်စိတ်တွေဟာလည်းကြာလာပြီဖြစ်တဲ့အတွက်မင်းမင်လူနေခဲ့ပါပြီဒီအခြေအနေကိုပြောင်းလဲဖို့အတွက်အန်နာဟာညတိုင်းသူ့ခင်ပွန်းကိုဆွေးဆောင်ဖို့ကြိုးစားခဲ့ပေမဲ့ခင်ပွန်းဖြစ်သူကတော့အေးဆက်မြင်အေးဆက်နေစေပါတညမှာတော့အိမ်ပလောင်လမ်းမေးမှာထိုင်နေတဲ့အဲ့ဒီကောင်လေးကိုအန်နာတွေ့သွားခဲ့ပါတယ်သူအကူညီလိုမလားဆိုပြီးအန်နာကသွားမိတဲ့အခါမှာတော့ကောင်လေးကသူစိတ်သက်သာနေပြီးစကားပြောပေါ်လိုချင်နေတာပါလို့ပြန်ပြောခဲ့ပါတယ်ဒါနဲ့ပင်အန်နာဟာသူ့ကိုတော့အုပ်လေးတစ်ခုစီခေါ်သွားခဲ့ပါတယ်စကားပြောရင်းနဲ့ကောင်လေးရဲ့နာမည်ကဂျက်ဖြစ်ကြောင်သိခဲ့ရပါတယ်ဂျက်ကရဲ့မိဘတွေဟာတငငယ်လေးကတည်းကကွာရှင်းခဲ့ကြတာပြီးနောက်အိမ်တောင်အတီးတီးထောင်းခဲ့ကြတာပါဘသူကမှဂျက်ကိုဂရုမစိုက်ခဲ့ကြရဲ့အတွက်သူဟာမြစ်ထာငှက်မှုနေသူလေးထင်နေခဲ့ပါတယ်အန်နာဟာတနာစိတ်နဲ့ဂျက်ကိုညှဉ်းတီးနေတော့မှပဲမထင်မှတ်ပဲဂျက်ကသူ့ကိုနမ်းလိုက်ပါတော့တယ်အန်နာကသူ့ကိုအချိန်မီတွန်းထုတ်လိုက်ပေမဲ့အန်နာရဲ့နှလုံးသားကတော့ကြောက်ဖြစ်သွားပါပြီအိမ်ပြန်ရောက်တဲ့အထိတောင်အန်နာဟာဂျက်အကြောင်းကိုမတွေးပဲမနေနိုင်အောင်ထင်နေခဲ့ပါတယ်ဒီနေ့မှာတော့အန်နာနဲ့သူ့ခင်ပွန်းဟာယောဂများအိမ်ကိုထမင်းစားသွားခဲ့ပါတယ်ဒါပေမဲ့ထမင်းစားနေတော့မှပဲယောဂများဖြတ်သူကအန်နာကိုအမျိုးမျိုးနှိမ့်ချပြီးဖြိုဆိုနေခဲ့ပါတယ်ဒီအစော်ကားပြီးကိုဆက်ပြီးတီးခတ်နိုင်ပြီးမဟုတ်တော့တဲ့အတွက်အန်နာဟာအပြင်းထန်စကားများပြီးအခန်းထဲကထွက်လာခဲ့ပါတော့တယ်ခန်းစားချက်တွေကိုရင်ဖွင့်စရာနေရာမရှိတဲ့အဆုံးအန်နာဟာသူ့သားရဲ့ဖုန်းကိုသုံးပြီးဂျက်ကိုအပြင်ထွက်ဖို့ချိန်လိုက်ပါတယ်သူတို့နှစ်ယောက်တောမျိုးလေးတနေရာစီအတူတူမြောက်ထွက်လာကြပြီးတနတ်စိတ်တွေရဲ့တွန်းအားကြောင့်သူတို့ဟာကိုရစ်မသားရဲ့စီးကိုကြော်ဖြတ်မိသွားကြပါတော့တယ်